အဘဆာပါမှာတော့ free ရ we ပဲလုပ်လိုက်ပါပြီရှင်ပုံပန်းသစ်ပြီးလေပြောင်းနေသွားတယ် scale back တချို့လည်းပြောင်းနေသွားပါတော့ free ရ we ပဲလုပ်လိုက်တာကောင်းလားမကောင်းလားကြာနာမကြာနာဆိုတော့ကျွန်မစမ်းတက်ကြည့်မယ်ပေါ့နော် free ရပိုင်းနဲ့ဟာတော့ကျွန်မရေးပြီးတင်သွားပါပေါ့နော်ကျွန်မမျက်စိမားနာတော့မသိဘူး scale 2ကိုကြည့်အောင်မစတိုက်တွေဖွင့်နေရော scale 2ကပလင်းနေနေပါတယ်အဲ့လိုမျိုး busy တွေဆက်ခုတ်လိုက်တာနဲ့ပြန်ပြီးတော့ scale 2ကဖွင့်သွားပါပေါ့နော်အဲ့ဒီမျိုး scale 2ကတော့ပြောင်းနေသွားတယ်ရှင် scale 1ကတော့ထုံးစံတိုင်းပဲတောက်တာပေါ့နော်ဘာမှ tree ပြောင်းနေသွားတာမရှိဘူးရှင်အဲ့ဒီမိကကျတော့ထူးထူးဆန်းဆန်းပြောင်းနေသွားတယ်ဘယ်လိုပြောင်းနေသွားလဲဆိုရင်တော့အဲ့ဒီမဲ့တော်လာတဲ့ခါကျရင်ကြက်ကြီးပြောင်းသွားပြီးတော့ကြက်ကြီးနဲ့လက်ခွတ်တာပေါ့နော်something ပဲရှင်အဲ့ဒီမျိုးကြက်ပြောင်းပြီးတော့ကြက်နဲ့ခုတ်ပြီးသွားတဲ့ခါကျရင်သူ့လက်ထက်မှာကိုင်းထားရောင်းမိုင်နဲ့ပပပတူလိုက်ရရမှာပဲဖြစ်ပါတယ်အရင်တော့အဲ့ဒီမဲ့ကတော့ဒီလိုမျိုးရိုးတဲ့နဲ့ရောင်းမနဲ့ရရုံပဲရတာပေါ့နော်ခုကျတော့ကြက်ပြောင်းပြီးကြက်ခုတ်လို့လည်းရတယ်ရှင်ကြက်အကြောင်းထူးထူးဆောင်ပြောပြနေရှင်မှာ spoken နဲ့တော့ကန်နေရှင်စိတ်ညစ်တယ်အခုဆိုရင်တော့ ribbon လိုက်တဲ့ free ရောက်ကိုင်းပြီးတော့ကြက်ခုတ်မယ်ပြီးတဲ့ခါကျရင်ကျမရောင်းမိုင်နဲ့ bro တွေမှုတ်ရင်မလဲဆိုရှင်တို့ကြည့်လိုက်ကြအောင်ရှင်အဆုံးသတ်ပါတော့ကျမတို့ပတ်သားတွေကောင်းမှုနဲ့နန်းရှိသွားပါရရှင်အားလုံးပဲဘိုင်နောက်ပြီးတော့မယ်တဲ့ဆိုပေးကြမယ်နော်